ဒုက္ခအနေနဲ့တန်ဃာတော်တွေကအလုခံလို့ရဒါမှမဟုတ်အလုရှင်အလုမပေါင်းတော်ကောင်းတို့ကဒီနေ့စွမ်းသင်္ကန်းကြောင်းစိတ်ပစ္စည်းလေးပါးတွေလူဒန်းတယ်လူဒန်းတိုင်းသာသနာတော်ကြီးအတွက်တို့လူတာဘယ်အတွက်လူတာတော့ပြောဘယ်အတွက်တော့အဲ့လိုသာသနာတော်ကြီးအတွက်လူကြီးမှန်းလိုက်တဲ့တပြိုင်နဲ့နံပါတ်1ငါဆိုတဲ့အတ္တလျော့သွားတယ်အတ္တတွေလျော့သွားတယ်နံပါတ်2လူချင်းတတ်မဲ့တဲ့လောဘလျော့သွားတယ်လောဘမဥစီဘူးအတ္တတွေရှိတတ်မတည်ဘူးဒီနေ့တရားဓမ္မတွေကငါတို့ကုသိုလ်ရဖို့အတွက်လှူတယ်ဆိုငါပါနေတယ်ပြောပါပါတယ်အဲ့ငါပါတာအဒုက္ခပဲအဲ့ဒါငါပါသွားပြီဆိုရင်စိတ်ကစွမ်းအားမရှိတော့စွမ်းအားမပြည့်တော့စိတ်ဓာတ်စွမ်းအားနည်းသွားပြီဘာကြောင့်လဲဆိုငါရှည်တန်းတင်လိုက်လို့ငါရှည်တန်းတင်လိုက်ဒါမှမဟုတ်ကြောင့်ငါတိဟုသောအတ္တရှည်တန်းတင်တဲ့ငါလိုချင်တယ်ဆိုတဲ့အဲ့လိုစိတ်ဓာတ်မျိုးဖြင့်လောဘကိုရှည်တန်းတင်ပြီးလှူကြမယ်အတ္တရှည်တန်းတင်ပြီးလှူကြမယ်ဆိုရင်မိမိလုပ်တဲ့အလုပ်ကအတ္တတွေလောဘတွေရောပြနေတဲ့အတွက်ကြောင့်မတန်ရှင်းမတန်ရှင်းတဲ့အတွက်ကြောင့်ဆွမ်းအားနည်းတယ်ဆွမ်းအားနည်းတဲ့အတွက်ကြောင့်တရားဓမ္မပေါင်းတော်ကောင်းတို့ရဲ့ကုသိုလ်ကအာမကြည့်ဘူးအာမကြည့်ဘူးဒါကြောင့်အာကြည့်ဖို့အတွက်ငါလျှော့လိုက်ပြောပါလျှော့လိုက်ပြောပါလျှော့ရမှာငါလျှော့လိုက်သဘောပေါက်ရဲ့လားဒါမှမဟုတ်ဒီနေ့ငါအတွက်လောက်တာလားသာသနာတော်အတွက်လောက်တာလားကိုယ့်အတွက်လှူတာလားသာသနာတော်အတွက်လှူတာလားဩအဲ့လိုလေးနှလုံးသွင်းဆင်ခြင်လိုက်ရင်မကောင်းဘူးလားသာသနာတော်ကြီးတိုးတက်ပြန်ပွားရင်ငါတို့ကျင့်တတ်တယ်သာသနာလိုအထုတ်နေကြတဲ့သံဃာတော်တွေချမ်းချမ်းမာချမ်းချမ်းသာသာဖြင့်မြတ်ဗုဒ္ဓရဲ့ပရိယပฏิပတ်ကျင့်ကြံကြကိုအထုတ်ခွင့်ရရင်ငါတို့ကျင့်တတ်တယ်ငါတို့လာတာအားပေးဖို့လာတာသာသနာတော်ကြီးထောက်ပံ့ဖို့လာတာသာသနာလိုအထုတ်နေတဲ့သံဃာတော်တွေချမ်းသာဖို့ငါတို့လာတယ်လို့အဲ့လိုစေရနာမှန်အသိဉာဏ်မှန်အလုံးမှန်သဘောမှန်အလုံးမှန်ကန်စွာဖြင့်လာလူတယ်ဆိုရင်မကောင်းဘူးလားအေးကောင်းတယ်သဘောပေါက်ရလားအဲ့တော့စိတ်ဓာတ်စွမ်းကကြီးသလားမကြီးဘူးလားစိတ်ဓာတ်စွမ်းကြီးသည့်အတွက်ကြောင့်ဒီဒါနဘယ်သူဖြတ်လို့မှမပြတ်တော့တရားမင်းကြီးဖြတ်ရင်လည်းပြတ်ပါမလားဘာလို့မပြတ်တာတော့ဆိုရင်စိတ်ဓာတ်စွမ်းကြီးနေလို့